ကေမှာတလန်းတစ်ယောက်စီကိုစောင့်နေရနော်စုံနန်းနေတက်မလားနဲ့တလန်းတစ်ယောက်စီစောင့် တကယ်ကြီးလား တကယ်ကြီးကိုစောင့်တလန်းတိတ်မှာအများဆုံးမှာလမ်းဆောင်တွေမှာလည်းစောင့်နေလမ်းသွယ်တွေမှာလည်းတလန်းတစ်ယောက်စီစောင့်